ခုနှစ်သားသမီးမိတ်ဆွေများအားလုံးပဲမင်္ဂလာပါမိတ်ဆွေများအတွက်ကျွန်မကရေရရာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေလောကီရေးရနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်မတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ခြေရှုံနေတဲ့သူခြေငြိမ်စေဖို့ခြေမြဲစေဖို့ဓာတ်ရိုက်အစီအရင်လေးကိုပြောပြသွားမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါမိမိရဲ့သားသမီးမိမိရဲ့အိမ်နောက်ဘက်ကခြေရှုံနေတယ်ဆိုရင်ခြေမငြိမ်ဘူးဆိုရင်ပေါ့နော်အခုကျွန်မပြောပြမယ်ဓာတ်ရိုက်အစီရင်လေးကိုပြုလုပ်လိုက်ပါဒီလိုအစီရင်ပြုလုပ်မယ်ဆိုရင်အဓိကဘာတွေလိုအပ်မလဲပေါ့နော်ဘာတွေလိုအပ်မလဲဆိုရင်ခြေရှုံနေတဲ့သူရဲ့ဝတ်ပြီးသားအင်ကြီးပေါ့နော်အင်ကြီးတစ်ထဲလိုမယ်ပြီးတော့သူ့ရဲ့ခြေမှုန့်လိုမယ်ပေါ့နော်သူ့ရဲ့ခြေမှုန့်ကိုရအောင်ယူပြီးပြီဆိုရင်တော့အဲ့ဒီခြေမှုန့်တွေကိုသူ့ရဲ့အင်ကြီးတွေကိုထည့်ပြီးတော့ခောက်ထားလိုက်ပါတော့အင်ကြီးတွေကိုထည့်ခောက်လိုက်ပြီးပြီဆိုရင်သူအိတ်တဲ့ခြေရင်ဒါမှမဟုတ်ရင်သူအိတ်တဲ့ဂရင်အောက်မှာပဲထားလိုက်ပါတော့အဲ့လိုထားတဲ့နေရာမှာလဲမိမိကသူ့ရဲ့နာမည်ကိုခေါ်ပါတော့ခြေရှုပ်နေတဲ့သူရဲ့နာမည်ကိုခေါ်ခြေငိမ့်စေခြေမြဲစေဆိုပြီးတော့ကိုကအမိတ်တန်ပါနဲ့၃កောက်ပြောမှာပေါ့နော်သူ့ရဲ့နာမည်ကိုခေါ်ပြီးတော့ခြေငိမ့်စေခြေမြဲစေအဲ့လိုမျိုးအမိတ်တန်ပါနဲ့၃កောက်ရွှတ်ပြီးတော့အဲ့ဒီခုနကတော့ခြေမုံနဲ့အင်ကြီးပတ်ထားတဲ့အင်ကြီးအထုပ်ကလေးကိုပေါ့နော်အဲ့ခြေရင်းမှာထားလိုက်ပါဒါဆိုရင်တော့ခြေရှုပ်နေတဲ့သူခြေငိမ့်စီမှာပဲဖြစ်ပါတယ်ဒါဓာတ်ရိုက်ဓာတ်စင်အစီရင်တစ်ခုဖြစ်တာမို့ပေါ့နော်ဒါတကယ်လုံးမယ်ဆိုလို့ရင်တကယ်ခြေရှုပ်တဲ့သူဖောက်ပြန်နေတဲ့သူတွေပေါ့နော်တကယ်အဲ့လိုမျိုးလုံနေတဲ့သူတွေကိုပဲလှုပ်စေချင်ပါတယ်ကိုယ်စိတ်အထင်တစ်မျိုးတည်းနဲ့တော့မလုံသင့်ဘူးပေါ့နော်ဒါကတော့သတ်မှတ်ချက်အမှတ်ချက်ပေါ့နော်သားသမီးတွေအတွက်လည်းလုံးလို့ရတယ်သားသမီးတွေကပွေးနေတဲ့ရှုပ်နေတဲ့ခြေရှုပ်တဲ့သားသမီးဆိုရင်လည်းအဲ့လိုမျိုးဓာတ်ရိုက်အစီလုံးလို့ရပါတယ်ကိုယ့်ရဲ့အိမ်နောင်ဘက်ဆိုရင်လည်းလုံးလို့ရပါတယ်အထူးထပ်ပြီးတော့မှာကြားချင်တာကဒါဓာတ်ရိုက်တက်စင်အစီရင်တစ်ခုဖြစ်တဲ့အတွက်အမှန်တကယ်ခြေရှုပ်နေတဲ့သူကိုပဲလုံးသိနေပေါ့နော်မဟုတ်ရင်မိဘက်ကိုပြန်ပြီးတော့လှည့်လာမှာစိုးရတယ်ပေါ့နော်ဟုတ်ကဲ့ပါဒါကတော့ခြေရှုပ်နေတဲ့သူချင်းငိမ့်စေမိဓာတ်ရိုက်တက်စင်အစီရင်ပေါ့နော်ခုနှစ်သားသမီးမိတ်ဆွေများအားလုံးပဲကိုစိတ်နှပြရှင်လန်းကျမ်းမာနိုင်ကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ကျမကတော့ဆရာမဧကရီမိုးမြင့်ပဲဖြစ်ပါတယ်ရှင့်